မင်္ဂလာပါရှင်ကမ္ဘာ့ဂုဏ်တိတ်ခါကြီးမားတဲ့ World Fresh Photo စုကိုမြန်မာသတင်းတပ်ပုံဆရာကိုရဲအောင်တူရရှိခဲ့တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်ကမ္ဘာသတင်းတပ်ပုံလောကမှာဂုဏ်တိတ်ခါကြီးမားတဲ့ World Fresh Photo 2025စုရစည်းမှာမြန်မာနိုင်ငံဖွာသတင်းတပ်ပုံဆရာကိုရဲအောင်တူက Story ကန်တာဖြစ်ပါဝင်ခဲ့တယ်လို့ World Fresh Photo ကဖော်ပြထားပါတယ်ကိုရဲအောင်တူဟာ World Fresh Photo 2025ပြန်ပွဲမှာ A Nation in Conflict အမည်ရတဲ့ဓာတ်ပုံ10ပုံပါဝင်တဲ့ story နဲ့ဆုရခဲ့တာဖြစ်ပါတယ်။အဲ့ဒီဓာတ်ပုံ story 10ပုံမှာ Granny ပြည်နယ်ဖားဆောင်စစ်စင်ရေးဒီမော့ဆိုမြို့နယ်စစ်ရှောင်းတွေအကြောင်းရိုက်ကူးထားတဲ့ပုံတွေပါဝင်ပြီး Granny ပြည်နယ်အတွင်းရိုက်ကူးထားတဲ့ပုံတွေလည်းပါဝင်ပါတယ်။ကိုရဲအောင်တူဟာ World Fresh Photo 2025ပြန်ပွဲမှာ A Nation in Conflict အမည်ရတဲ့ဓာတ်ပုံ10ပုံပါဝင်တဲ့ story နဲ့ဆုရခဲ့တာဖြစ်ပါတယ်။အဲ့ဒီဓာတ်ပုံ story 10ပုံမှာ Granny ပြည်နယ်ဖားဆောင်စစ်စင်ရေးဒီမော့ဆိုမြို့နယ်စစ်ရှောင်းတွေအကြောင်းရိုက်ကူးထားတဲ့ပုံတွေပါဝင်ပြီး Granny ပြည်နယ်အတွင်းရိုက်ကူးထားတဲ့ပုံတွေလည်းပါဝင်ပါတယ်။ကိုရဲအောင်တူဟာ2021ခုနှစ်စစ်အာဏာမသိမ်းခင်က AFP သတင်းဌာနမှာ10နှစ်နီးပါးလောက်ကင်ခဲ့ဖူးပြီးတော့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့စစ်မြေပြင်သတင်းဓာတ်ပုံဆရာအဖြစ်မြန်မာပြည်တွင်းစစ်အကြောင်းရိုက်ကူးတင်ဆက်နေတဲ့တူလည်းဖြစ်ပါတယ်ရှင်။